Hello,အားလုံးပဲမင်္ဂလာပါရှင် Movie လေးတွေကိုပြပြပပကြည့်ရှုရင်းနဲ့ Atticus ပညာရပ်တွေကိုမျှဝေပေးသွားမယ် Atticus Movie Reaction ပဲဖြစ်ပါတယ်။ကဲဒီနေ့ movie လေးကိုကြည့်လိုက်ရအောင်နော် Mr. Morse. Yes, Mr. Lewis. I'm Jim Morse. This fireball is my grandson, David. Well, I don't know about the fireball part, but grandson's true enough. Well, I'm pleased to meet you both. This is a friend of mine, Vivian Ward. Hi. Really glad to Morse, meet you. David. Hi. Hi. Please sit.ပထမဆုံးဒီအခန်းလေးမှာဆိုရင် business etiquette manner တွေကိုအရင်ဆုံးမြင်ရတယ်ပေါ့နော်ဒီ movie ထဲမှာမင်းသားကဒီမင်းသမီးကိုသူ့ရဲ့ညစာစားပွဲပေါ့နော် business dining meeting တစ်ခုကိုခေါ်သွားတဲ့အခန်းလေးမှာပထမဆုံး business impression အရာပထမဆုံးတွေ့ဆုံကြတဲ့သူတွေက handshake etiquette ကိုလှုပ်ဆောင်ရပါတယ်အဲ့တော့ business etiquette အရာ first impression ကောင်းမှုအတွက် handshake ကိုပြုလုပ်ကြတဲ့အခါမှာဒီအမျိုးသားတွေအချင်းချင်းလက်ဆွဲနှုတ်ဆက်လိုက်ကြတော့ movie လေးမှာမြင်မယ်ထင်တယ်ပေါ့နော်အဲ့တော့လက်ဆွဲနှုတ်ဆက်တဲ့အခါကျရင်လက်ကဝိရဲ့အားနဲ့ပဲ shake လုပ်ရပြီးတော့တစ်ခုလုံးလက်ကြီးတစ်ခုလုံးရဲ့အားတွေနဲ့အရန်အားပါတာမှန်ပါတာတွေမဖြစ်ရဘူးပေါ့နော်ဒီမှာဆိုရင်တော့ movie ထဲမှာတွေ့ရတာမင်းသမီးဂျူလီယာရောဘတ်ကသူ handshake လက်ဆွဲနှုတ်ဆက်တဲ့အခါမှာအရန်ပုံမှန်ချက်အားအရန်ပါတယ်မျိုးသမီးတစ်ယောက်ပဲမဲ့လို့သူဟာအားအရန်ပါတယ်တက်ကြွတယ် dynamic ဖြစ်တဲ့ဆို character ကိုတော့ပြပါတယ်ဒါပေမဲ့ personality အရာကျမတို့မျိုးသမီးတစ်ယောက်အနေနဲ့ဆိုတစ်ဖက်သူနဲ့ first impression မှာနူးညံ့မှုကိုပြခြင်းအရန်ကြီးအားကြီးနဲ့လက်ဆွဲမနှုတ်ဆက်ရဘူးပေါ့နော်ဒီ movie ထဲမှာတော့မင်းသမီးကအရန်အားကြီးနဲ့နှစ်ယောက်စလုံးပြန်ပြီးလက်ဆွဲနှုတ်ဆက်လိုက်တာကိုမြင်မယ်ပေါ့နော်နောက်ပြီးတဲ့အခါကျတော့ဒီမှာအမျိုးသား3ယောက်နဲ့အမျိုးသမီး2ဦးနဲ့ရှိတဲ့အခါကျတော့အနောက်ကဒီ service ပေးတဲ့သူကဒီအမျိုးသမီးကိုထိုင်ကုန်လေးနောက်ကိုဆွဲပြီးတော့မှသူထိုင်မှုအတွက်ကိုထိုင်ကုန်လေးနောက်ကိုဆွဲပေးတယ်ပေါ့နော်ဒီလိုမျိုး manners လေးတွေဆိုရင်ကိုနဲ့ပါလာတဲ့အမျိုးသားပေါ့နော်ကိုနဲ့ပါလာတဲ့ partner အမျိုးသားကလည်းကိုဖိတ်ခေါ်လာတဲ့အမျိုးသမီးကကိုနဲ့ relationship အဖြစ် respect တိဆောက်ထားတယ်ဆိုလို့ရှင်ဒီမျိုးသမီးထိုင်မှုအတွက်ထိုင်ကုန်လေးအနောက်ကိုဆွဲတဲ့ manners လေးလည်းဖြစ်တင်တယ်ပေါ့နော် gentleman etiquette အနေနဲ့ဆိုအမျိုးသားတရားအနေနဲ့ဆိုဒါမျိုးလေးလည်းပြုလုပ်ပေးလို့ရပါတယ်